ဒီလူကအလုသမားတယောက်ကိုဓာတ်ပုံရိုက်လိုက်တာပါဒါပေမဲ့ဓာတ်ပုံထဲကအလုသမားကမတော်တဆမှုတစ်ခုဖြစ်နေတာကိုမြင်လိုက်ရတော့သူတုံ့လို့ခြောက်ခြားသွားပါတယ်ဒါကြောင့်အလုသမားကိုအပေါ်ဆက်မတက်ဖို့ချက်ချင်းထားပြီးမတော်တဆမှုဖြစ်တော့မယ်လို့သတိပေးလိုက်တယ်အလုသမားကတော့အထင်လွဲသွားပြီးသူ့ကိုချိန်ဆနေတယ်လို့ထင်သွားတာကြောင့်အရန်ဒေါသထွက်သွားပါတယ်အနားမှာရှိတဲ့တုတ်တချောင်းကိုယူပြီးဒီလူကိုမောင်းထုတ်လိုက်တာပေါ့အဲ့ဒီနောက်အလုသမားကတုတ်ကိုလှေကားချေရင်းမှာထားခဲ့ပြီးဆက်တက်သွားပါတယ်ဒီလူကငါရဲ့အနာဂတ်ဟောကင်မရာကြီးတက်သွားပြီလားလို့ထင်နေတော့မှပဲသူ့နောက်ကအလုသမားဟာညမ်းတွေပြိုကျပြီးတကယ်ပဲအောက်ကိုဝန်းကနေပြုတ်ကျသွားပါတော့တယ်ဓာတ်ပုံထဲမှာမြင်ခဲ့ရတဲ့အတိုင်းအတိအကျဖြစ်သွားတာပါအဲ့ဒီအချိန်ကျမှဒီလူဟာသူ့ရဲ့ကင်မရာကအနာဂတ်ကိုကြိုဟောနိုင်မှန်းသိသွားပါတော့တယ်အဲ့ဒီနောက်ဒီလူဟာကုမ္ပဏီကသွားမဲ့ခရီးစဉ်အတွက်လေယာဉ်ပေါ်တက်တဲ့အခါမှာသူ့ရဲ့ဝတ်စုံကရိုးရိုးစင်းစင်းဖြစ်နေလို့လုပ်ပေါ်ကင်ဘက်တွေရဲ့လောင်ပြောင်တာကိုခံရပါတယ်သူ့ရဲ့ရေးစားဟောင်းကတော့သူ့ကိုအထင်သေးတဲ့အကြည့်နဲ့ကြီးခဲ့တာပါသူတို့တွေဒီလောက်အထိစိတ်တက်အောက်တန်းကြမယ်လို့သူမထင်ထားမိဘူးပိုဆိုးတာကသူ့ကိုလေယာဉ်ပေါ်ကနေတောင်မောင်းချဖို့စူးစမ်းကြတာပါအဲ့ဒီအချိန်မှာလုပ်ပေါ်ကင်ဘက်အမျိုးသမီးတစ်ယောက်ကမတ်တက်ရက်ပြီးသူတို့ရဲ့ယူးကြောင်ကြောင်လုပ်ရက်တွေကိုတားဆီးပေးခဲ့ပါတယ်နောက်ဆုံးတော့အားလုံးအသီးသီးနေရာယူလိုက်ကြပေမဲ့ဒီလူကတော့အရန်ဒေါသထွက်နေပြီးသူတို့တွေအနာဂတ်မှာဘာဖြစ်မလဲဆိုတာသိကျင်တာနဲ့ဓာတ်ပုံရိုက်လိုက်ပါတယ်ဒါပေမဲ့တထေးကသူ့ကိုလေရင်ပေါ်ကအခုချက်ချင်းဆင်းသွားဖို့ပြောလိုက်တယ်သူကတော့ဒါကိုလက်မခံချင်ပဲထွက်သွားဖို့ပြင်နေတော့မှဓာတ်ပုံလေးကပေါ်လာပါတယ်ဓာတ်ပုံထဲမှာမကြခင်မှာလေရင်ပြက်ကြတော့မဲ့မြင်ကွင်းကိုမြင်လိုက်ရလို့သူအရန်ကြောက်လန့်သွားပါတယ်သူကအားလုံးကိုလေရင်ပေါ်ကအမြန်ဆင်းကြဖို့အသေးအတန်သတိပေးပါတော့တယ်လေရင်ပြက်ကြတော့မယ်လို့သူပြောတာကိုတယောက်ကဒေါသတကြီးနဲ့နမိတ်မရှိတဲ့စကားတွေရှောက်ပြောနေတယ်ဆိုပြီးဆဲဆိုပါလေရောဒါပေမဲ့သူကတော့လူတွေကိုကဲကျင်တာကြောင့်သူ့ကင်မရာကအနာဂတ်ကိုကြုံမြင်နိုင်တယ်လို့ဝန်ခံလိုက်ပါတယ်ဒါကိုလည်းအားလုံးကနောက်ပြောင်နေတယ်လို့ပဲထင်ကြတာပါလေရင်မဲကလည်းအချက်ပြစနစ်တွေအားလုံးကောင်းမွန်နေကြောင်းနဲ့လေရင်ပြက်ကြဖို့ခွင့်လန်းမရှိဘူးလို့ပြောပါတယ်။သူရေးစားဟောင်းကလည်းသူ့ကိုအဆက်ခွဲဖို့ချက်ချင်းရှေ့ထွက်လာပြန်ပါတယ်။သူကထက်ရှင်းပြဖို့စူးစမ်းပေမဲ့ဒါကတထေးကိုပိုးပြီးဒေါသထွက်စေခဲ့ပါတယ်။တထေးကတက်တေပြဖို့တောင်းဆိုပြီးခရီးစဉ်ကိုမလိုက်ချင်ရင်လေရင်ပေါ်ကဆင်းသွားလို့ပြောပါတယ်။ခဏကြာမှသူကဓာတ်ပုံကိုထုတ်ပြလိုက်ပေမဲ့သူတို့ကတော့ဒါကိုသိပ္ပံနည်းမကျတဲ့အကြောင်းအရာတွေလို့ပြောပြီးနှောင်ရဲကြပါတယ်။သူ့ကိုအယူလို့တောင်ဆွဆွဲကြတာပါ။အဲ့ဒီနောက်တထေးကဓာတ်ပုံကိုစုပ်ပြဲပစ်လိုက်ပြီးဒီလူကိုပြဿနာမရှာအောင်ဖမ်းချုပ်ထားဖို့တခြားလူတွေကိုခိုင်းလိုက်ပါတယ်ပြီးတော့လေရင်မဲကိုလေရင်ပြန်တက်ဖို့ပြင်ဆင်ခိုင်းလိုက်ပါတယ်အဲ့ဒါကိုကြားတော့သူကရုံးထွက်ပြီးတကားကိုချက်ချင်းဖွင့်ပေးဖို့လေရင်မဲကိုတောင်းဆိုပါတယ်ဒါပေမဲ့သူတို့ကသူ့ကိုအနေရရှိတဲ့လူလို့သတ်မှတ်လိုက်ကြပါတယ်လေရင်မှုကသူ့ကိုဖမ်းချုပ်ထားချိန်မှာသူကတော့လူတိုင်းရဲ့အသက်ကိုကယ်ဖို့စူးစမ်းနေတာပါလို့အသေးအတန်ပြောနေပါသေးတယ်ဒါကိုလည်းဘယ်သူမှမယုံကြဘူးဒီလူကလေရင်ပေါ်ကဆင်းဖို့ပဲအတင်းလုံနေတာကြောင့်လေရင်ခီးစဉ်ကိုထိခိုက်မှာစိုးလို့လေရင်မှုကသူ့ကိုလေရင်ပေါ်ကနေကန်ချဖို့ဆုံးဖြတ်လိုက်ပါတယ်တထေးကလည်းသူ့ရဲ့စိတ်အခြေအနေကိုဖျက်ဆီးတယ်ဆိုပြီးသူ့ကိုအလုပ်ကနေချက်ချင်းထုတ်လိုက်ပါတယ်ဒါပေမဲ့လုပ်ပေါ်ကင်ဖက်အမျိုးသမီးကတော့သူပြောတာတွေမှန်နေမှာကိုစိုးရိမ်တာကြောင့်လေရင်ပေါ်ကနေသူနဲ့အတူလိုက်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုအားလုံးကယူးကြောင်ကြောင်နိုင်လိုက်တာလို့နှောင်ရင်နေကြပေမဲ့သူမကတော့သူ့လက်ကိုဆွဲပြီးလေရင်ပေါ်ကဆင်းလာခဲ့ပါတယ်ခဏကြာမှလေရင်ကချောချောမောမောပြန်တက်သွားပြီးအားလုံးကလည်းရှေ့မှာကြုံရမယ့်ခရီးစဉ်အတွက်စိတ်လှုပ်ရှားနေကြတာပေါ့ဒါပေမဲ့ရုတ်တရက်မုန်တိုင်းတစ်ခုတိုက်ခတ်လာပြီးလေရင်ဟာပြင်းပြင်းထန်ထန်တုန်ခါလာပါတော့တယ်လေရင်တွင်းပိုင်းတစ်ခုလုံးပယမ်းပါတာဖြစ်ပြီးခရီးသည်တွေအားလုံးထိတ်လန့်တုန်လှုပ်သွားကြပါတယ်အဲ့ဒီအချိန်ကျမှပဲဒီလူပြောခဲ့တာတွေကိုသူတို့ယုံကြည်သွားကြပေမဲ့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ